မင်္ဂလာပါခင်ဗျာရှင်မြေအင်ချမ်းမြေကကျွန်တော်ကိုတော်တာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်နေပြန်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်နေမှာကျွန်တော်မိတ်ဆွေတွေရဲ့အိမ်အယောင်းလေးတွေနဲ့ဒီနေ့ကျွန်တော်အယောင်းမိတ်ဆက်ပေးခြင်းတာဖြစ်ပါတယ်အခုကျွန်တော်အယောင်းပြပေးမဲ့အိမ်လေးကတော့ကျွန်တော်တို့ဂျိုးပေကောင်မြို့နယ်မှာတည်ရှိတယ်ချမ်းသာရာရက်ကွက်ကျောင်းလမ်းသုံးမှာတည်ရှိတယ်ဗီဒီယိုပါမှာမြင်တွေ့ရတဲ့နှစ်တက်အိမ်လေးနဲ့ကျွန်တော်အယောင်းမိတ်ဆက်ပေးခြင်းတာဖြစ်ပါတယ်ဒီအိမ်လေးရဆိုလို့ရှိရင်တော့မီတာပေါက်ကလေး10မီတာပါတဲ့အတွက်လူနေမယ်ဆိုတာနဲ့လျှက်စီမီတန်းသုံးလို့ရမှာဖြစ်ပါတယ်။ခြံရဲ့ပတ်ချလဲမှာတော့တန်ဆူးကျူကြောက်တိုင်ဆိုင်ခြံကာရံထားတာဖြစ်တဲ့အတွက်ခြံကာရံဖို့ကုန်ကြစီလည်းတက်တာမှာဖြစ်ပါတယ်။ဒီပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းပဲလူနေအိမ်များအပြည့်ရှိတဲ့အတွက်ကြောင့်မိသားစုနေထိုင်မှုအတွက်ကိုတင့်လျော်တဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်။လမ်းဝင်လမ်းထွက်ကလေးလည်းကောင်းတယ်။ကောင်းဝင်ကားထွက်လို့လည်းရတယ်။ရန်ကုန်ပြည်ကားလမ်းမကြီးကနေဆိုရင်လည်းတိတ်မဝေးသောနေရာလေးမှာရှိတဲ့အတွက်ကြောင့်သွားရေးလာရေးလည်းလွယ်ကူပါတယ်ခင်ဗျ။မိုးရင်းကိုရေတင်ရေဝစ်မှာမပူရတဲ့အတွက်ကြောင့်ရေလွတ်သောနေရာလေးတစ်ခုလည်းဖြစ်ပါတယ်။ဒါဒီရင်လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုတော်တာဖုန်းနံပါတ်ကတော့39ဖုန်းလေးလုံး30ခုလေးကိုဆက်သွယ်ပြီးတော့ဒီရင်လေးနဲ့ပတ်သက်ပြီးတော့ဝယ်ယူပိုင်ဆိုင်နိုင်ကြပါစေ။ဒီရင်လေးရဲ့မြေအမျိုးအစားကတော့မြို့မြေဖြစ်ပြီးတော့ခရံလျှောက်လို့ရတဲ့မြေအမျိုးအစားလည်းဖြစ်ပါတယ်။မြေခိုင်မာမှုလည်းရှိပါတယ်။လင်းမြေမဟုတ်ကြောင်းလည်းအာမခံတာဝန်ယူပါတယ်ခင်ဗျာ။အားလုံးသောလူကြီးမင်းတို့အင်ချမ်းမြေလူတိုင်းကိုယ်စီအမြန်ဆုံးပိုင်ဆိုင်ရယူနိုင်ကြပါစေလို့ဆုတောင်းမေတ္တာများပို့သအပ်ပါတယ်။အင်ချမ်းမြေကိုတော်ရရွှေမြေမှာအမြဲတမ်းဝင်ရောက်လေ့လာနေကြတဲ့အင်ချမ်းမြေချစ်သူညီကိုမောင်နှမတွေအားလုံးလုပ်ငန်းကိုင်ငန်းများအဆင်ပြေကြပါစေဝင်ငွေပြောင်းတန်းကြပါစေအသက်ရှူတိုင်းငွေဝင်ကြပါစေလို့ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်အားလုံးကိုစီအိုးပိုင်အိမ်ပိုင်နဲ့အမြန်ဆုံးနေထိုင်ရရှိကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ